အခုပဲဆုံးဖြတ်ချက်ချလိုက်ပါကိုဘဝရဲ့လက်ကျန်နေ့ရက်လေးတွေမှာဘသူကိုမှမမုန်းပဲနဲ့ဘသူကိုမှအညှိုးအတင်းအာဃာတတွေမထားပဲနဲ့ဘဝကိုအေးချမ်းစွာဖြတ်သန်းမယ်စိတ်ကိုပူလောင်စေမယ့်အရာစိတ်ကိုလေးလံစေမယ့်အရာတွေကိုလွတ်ချနိုင်ဖို့ဝေးဝေးကနေရှောင်ကျဉ်တတ်ဖို့ကြိုးစားနေထိုင်မယ်မျက်ရည်ကျလွယ်တဲ့စိတ်ထားဝမ်းနည်းလွယ်တဲ့စိတ်ထားတွေကိုပြုပြင်ပြီးတော့ကိုယ်အရင်ကလိုခလေးမဆန်တော့ပဲနဲ့အေးချမ်းတည်ငြိမ်စွာဘဝကိုဖြတ်သန်းမယ်မငြိမ်သက်တဲ့စိတ်ထားတွေကိုအေးချမ်းတည်ငြိမ်စွာရှိဖို့လောကဓာတ်တရားတွေကိုအကောင်းဆုံးရင်ဆိုင်နိုင်ဖို့အတွက်တရားများများနာဖြစ်အောင်အချိန်ပိုပေးရမယ်လူဘဝကြီးကိုရုပ်လှခြင်းရုပ်မလှခြင်းနဲ့မတိုင်းတာပဲနဲ့စိတ်ထားကောင်းခြင်းစိတ်ထားမကောင်းခြင်းနဲ့ပဲတိုင်းတာရမယ်စီးစိမ်ဥစ္စာများစွာရှိခြင်းစီးစိမ်ဥစ္စာများစွာမရှိခြင်းနဲ့မတိုင်းတာပဲနဲ့ကုသိုလ်ကောင်းမှုများစွာရှိခြင်းကုသိုလ်ကောင်းမှုများစွာမရှိခြင်းနဲ့ပဲဘဝကိုတိုင်း